မင်္ဂလာပါဒီ SH United Fan Show မှာပြန်လည်ပြီးတော့ကြိုဆိုလဲရပါတယ်ဆိုတော့Crystal Palace အသင်းနဲ့ကျွန်တော်တို့ရဲ့ Manchester United အသင်းကတော့ပွဲစဉ်လေးတော့ပြီးဆုံးသွားခဲ့ပြီပေါ့ဗျာ Crystal Palace ရဲ့အိမ်ကွင်းမှာကျွန်တော်တို့ရဲ့ Manchester United အသင်းနေနဲ့1-2 ဆိုတဲ့ရလဒ်နဲ့အနိုင်ရယူနိုင်ခဲ့ပေါ့ဗျာဆိုတော့ပထမဆုံး Crystal Palace ရဲ့သွင်းကိုကြည့်မယ်ဆိုလို့ရှိရင်ဒါပွဲကစားချိန်33မိနစ်မှာအရန်ဝါတန်ရဲ့ပေးပို့မှုကနေမာတီတာမဟုတ်အဲ့ဒီကောင်ဘေးကောင်းလို့အရန်ဝါတန်ရဲ့ပေးပို့မှုကနေစတက်ဘဲလေးတင်မကဘောလုံးရလိုက်ပေါ့ဗျာအဲ့ဒါကိုဝင်ဖြတ်တဲ့အချိန်မှာလနီယိုရိုရဲ့အမှားကြောင့်ပနယ်တီပေးလိုက်ရတယ်ပေါ့ဗျာပနယ်တီကလည်းပထမရကျန်ဒဘယ်တက်ဖြစ်တယ်ဆိုပြီးတော့အေရီယာနဲ့ဗီယာနဲ့ပြန်ပေးပြပြီးဒုတိယချိန်ပြန်ကန်တယ်ဒုတိယချိန်မှာလည်းဒါဂိုးသွားတာပါပဲဒါထားပါတော့ပနယ်တီကဂိုးသွားတာဆိုတော့မန်ချက်စတာယူနိုက်တက်အသင်းအတွက်ရှေပါကိုပထမဆုံးရှေပါကိုဒါဂျိုရှွာဇက်စီကဘရူနိုဖာနန်ဒက်ရဲ့ free kick တေကန်ဘောအနေထားနဲ့ဘရူနိုဖာနန်ဒက်ရဲ့အကွက်မြင်ပေးပို့မှုကနေပြီးတော့ဂျိုရှွာဇက်စီတွင်ကိုရယူနိုင်ခဲ့ပေါ့ဗျာဆိုတော့ဒုတိယဥဆောင်ကိုတော့ကျွန်တော်အသင်းအတွက်ဒီမစ်ဆင်မောက်ဘရူနိုဖာနန်ဒက်ကပဲဒီတေကန်ဘောကနေပြီးတော့ဒီလိုမျိုးဘရူနိုဖာနန်ဒက်ရှယ်ဒီလိုဘယ်လိုပြောရမလဲဘရူနိုဖာနန်ဒက်ရှီကနေပြီးတော့ဒီလိုမျိုးintelligent ဖြစ်တဲ့ဘယ်လိုပြောရမလဲဖြတ်ထိုးဉာဏ်တွေသုံးပြီးတော့ intelligent ဖြစ်တဲ့chance creation တွေမရတာကြာပြီဗျာဒီ Bruno Fernandes ဘာလဲဆိုတာကျွန်တော်တို့သိရ Bruno Fernandes ဟာဘယ်လိုကစားသမားမျိုးလဲဆိုတော့ကျွန်တော်တို့အကောင်းဆုံးသိရရှေ့မှာလည်းမြင်တွေ့ခဲ့ပြီးသားဖြစ်တယ်ဆိုတော့ဒီနေ့ပွဲမှာလည်းအကောင်းဆုံးလုံးပြသွားတယ်လို့ကျွန်တော်ထင်တယ် Joshua Zirkzee ရဲ့သွင်းကိုပဲကြီးဒီ Mason Mount ရဲ့သွင်းကိုပဲကြီး Bruno Fernandes ရဲ့ဘယ်လိုပြောရမလဲ Magic မော်ဆန်နဲ့မော်ဆန်တော့မဟုတ်ဟိုလိုမျိုးကြီးပေးလိုက်တာလည်းမဟုတ်ဗျာသိရမလားဖြတ်ထိုးညံပေါ့ဖြတ်ထိုးညံသူဒီအချိန်ခဏလေးအတွင်းမှာပဲဆုံးဖြတ်ချက်ချလိုက်တဲ့သူ့ရဲ့ဖြတ်ထိုးညံကိုကျွန်တော်ရှီကျူးရမယ်လို့ပြောလို့ရတယ်ဆိုတော့ Bruno Fernandes ကတော့ဒီနေ့ညပွဲရဲ့ player of the month ကိုရရှိခဲ့ပေါ့ဗျာဆိုတော့ Joshua Zirkzee တို့သွင်းကိုပြန်ရတယ် Mason Mount တို့သွင်းကိုရတယ်ဆိုတော့သွင်းကိုနှစ်ကိုကတိုက်စစ်ကပဲဒီသွင်းကိုနဲ့နိုင်ရရှိသွားခဲ့တာဆိုတော့ဒါအတိုင်းတာတစ်ခုထိကောင်းတယ်လို့ပြောလို့ရအရင်တော့ဆိုလို့ရှိရင်ဒါခန်စစ်ကရှူးသွားတာနဲ့ကက်စမဲရိုအီရှူးရတာနဲ့ဒီလိုမျိုးနဲ့ပဲနိုင်ပွဲဖော်ဆောင်နိုင်တာပေါ့ဗျာဒီနေ့ညမှာဆိုရင်တော့ဒါတိုက်စစ်မှာတိုက်စစ်ကစားသမားရဲ့ဂိုးသွင်းပြီးတော့နိုင်ရရှိခဲ့ရဆိုတော့ဒါအတိုင်းထက်အလွန်ကောင်းမွန်ခဲ့တယ်လို့ကျွန်တော်ထင်တယ်ဆိုတော့Crystal Palace ဘက်မှာဆိုလို့ရှိရင်ဒါကျွန်တော် Manchester United အသင်းနဲ့သတင်းထွက်နေခဲ့တဲ့အဒန်ဝါတန်တို့ပါပထမပိုင်းမှာတော့လုတ်ပြနိုင်ခဲ့ပြီဒုတိယပိုင်းမှာအလောက်ကြီးထိဒုတိယပိုင်းသူလည်းပွဲကစားချိန်မိနစ်80လောက်ထိဒုတိယပိုင်းမိနစ်30ကောင်းကောင်းကစားရတယ်ဗျအဲ့လောက်ကြီးထိလုတ်ပြနိုင်တယ်လို့ကျွန်တော်တော့မထင်ဘူးဒါပထမပိုင်းမှာတော့သူတော်တော်လေးအဒန်ဝါတန်နေနဲ့တော်တော်လေးကိုလုတ်ပြနိုင်ခဲ့တယ်ဒုတိယပိုင်းမှာတော့အဲ့လောက်ကြီးထိရှေ့ပေါ်ခဲ့တယ်လို့ကျွန်တော်တော့မထင်ဘူးဆိုတော့ကိုအသင်းဘက်ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒါပထမပိုင်းအတွင်းကိုပေးရတယ်ပထမပိုင်း1-0နဲ့ရှုံးနေတယ်ဒုတိယပိုင်းပြန်ဆရတယ်အကောင်းဆုံးပုံစံနဲ့ပြန်လာနိုင်မယ်လို့ကျွန်တော်ထင်တာပေါ့ဗျာဆိုတော့အကောင်းဆုံးပြန်ဆလာရင်းနဲ့မှဒီ Joshua ဒီကိုဒါတော့ foul လို့ရင်းနဲ့မှ free kick ရပါဗျာအဲ့ဒီ free kick ကနေပြီးတော့ Joshua Zirkzee ကိုဒီ Bruno Fernandes ကနေဒါလေးဒီဒါရလေးထိုးပေးလိုက်တယ်အဲ့ဒါကို Joshua Zirkzee ဘယ်ရှေနဲ့ဗျာ Joshua Zirkzee ရဲ့ goal ပါလေကျွန်တော်အဲ့လိုကန်လေးကန်ထားကိုတိုင်းအဲ့လိုမျိုးတောင်းကနေဂိုးသွင်းထားမရှိလို့လားတော့မသိဘူးအဲ့ဒီကောင်ရဲ့အဲ့ဒီဂိုးကြီးကတော့ကျွန်တော်ကတော့တော်တော်ကောင်းတယ်လို့သတ်မှတ်တယ်ဆိုတော့ဘယ်ရှဲကနေဘယ်ရှောက်ကြီးနဲ့အဲ့ဒီနေရာကြီးကနေရအောင်ကန်သွားတာကြီးကတော့လုံးဝကျွတ်စင်ဆိုတော့ Joshua Zirkzee တို့လုံးဝကိုယူပါတယ်ဆိုတော့နောက်တစ်ခုကြည့်မယ်ဆိုရင်လည်းဒီလိုပဲနောက်တစ်ခုကဘေးကောင်ဖောင်းလိုက်တော့မသိဒီလိုပဲဖောင်းဘောမာဇရာဝီမဟုတ်မာဇရာဝီမဟုတ်နောက်တစ်လုံးကလည်းအဲ့ဒီအနေထားမှာပဲရတယ်ဗျအဲ့ဒီအနေထားမှာပဲဒီမေဆင်မောင်းကနေပြီးတော့ဘရူနိုဖာနန်ဒက်ကနေမေဆင်မောင်းတာလေးတိုးပေးလိုက်တယ်မေဆင်မောင်းဂိုးတွေကိုကန်ထည့်သွားပြီပေါ့ဗျာဆိုတော့နှစ်ဂိုးလုံးကြည့်မယ်ဆိုလို့ရှိရင်ဘရူနိုဖာနန်ဒက်ရဲ့ဆော့ပြောခဲ့တဲ့ intelligent movement လေးဒီဘရူနိုဖာနန်ဒက်ရဲ့အချိန်တိုတွင်းမှာဆုံးဖြတ်ချနိုင်စွမ်းကိုကျွန်တော်ကောင်းကောင်းမြင်ရတယ်ဆိုတော့ဘရူနိုဖာနန်ဒက်ဘယ်လိုကစားသမားမျိုးလဲဆိုတော့ကျွန်တော်တို့ဟိုးရှိမှာကလေးတည်ပြီးသားဖြစ်တယ်ဒီပွဲမှာဆိုလို့ရှိရင်ဒါဘရိုင်ယန်ဘိုမိုတို့အာမက်ဒီယာလိုတို့ကပြောလောက်အောင်ရှေ့မပေါ်ခဲ့လို့ဒါအာမက်ဒီယာလိုကတော့ဒါပုံမှန်ရှေ့စွမ်းတော့မဟုတ်ဘူးလို့ကျွန်တော်ထင်တယ်အာမက်ဒီယာလိုဒီတက်ပို့ပြီးတော့ကောင်းတဲ့ကစားသမားဘရိုင်ယန်ဘိုမိုတို့လည်းဒီချက်ပို့ပြီးတော့ကောင်းတဲ့ကစားသမားတွေဒီချက်ပို့ပြီးတော့ကောင်းနိုင်တယ်လို့ကျွန်တော်ထင်တယ်ဆိုတော့မာတီယာဒီလေတို့လနီယိုတို့
ဒီနေ့ပွဲမှာတော့စန်တာဘက်မှာကျွန်တော်ဒီနေ့ပွဲမှာ credit ပေးခြင်းတဲ့ကစားသမားတယောက်ရှိအဲ့ဒါလူရှောဒီနေ့ပွဲမှာအများကြီးကောင်းတယ်လို့ကျွန်တော်ထင်တယ်ဒါ Bruno Fernandes ပြီးလို့ရှိရင်တော့ကျွန်တော်ကြိုက်ဆုံးကစားသမားဆိုတာလူရှောပဲဒါဇက်စီတို့မေဆီမောင်းတို့လည်းဒါသွင်းကိုရသွားလို့ဒါဗျာသွင်းကိုရသွားလို့ဒါကောင်းတယ်ပါညာပြောကြမှာတကယ်တမ်းနောက်တန်းမှာဒီကစားသမားတွေမှာပေါ်ထင်းကစားနိုင်တာဆိုလို့ Bruno Fernandes နဲ့ဒီလူရှောတော့ဒီနေ့ပွဲမှာတော်တော်လေးကို credit ပေးခြင်းနဲ့လူရှောဒီနေ့ပွဲမှာလုတ်ပြသွားတယ်အများကြီးရှိ2 versus 1မှာဆိုရင်လည်းဒါသူ့အနေနဲ့ဒီ Crystal Palace တင်ကစားသမားကိုရအောင်ဖျက်ထုတ်သွားပြီပေါ့ဗျာဆိုတော့လန်နီယိုတို့လည်းဒီလိုမျိုးဖျက်ထုတ်တာတွေရှိပေမဲ့လည်းလို့ဒါကံမကောင်းစာနဲ့ပဲသူ့ကြောင့် penalty ပေးလဲရတယ်ဆိုတဲ့အတွက်ကြောင့်မလို့သွင်းကိုတကူပါနောက်ဆုံးပေးလဲရတဲ့ခွင့်ပြုလဲရတဲ့အနေထားပေါ့ဗျာဆိုတော့လန်နီယိုတို့ဒုတိယပိုင်း55မိနစ်လောက်မှာဒါလူစားလဲခံလဲရတယ်ပေါ့ဗျာလန်နီယိုတို့ထွက်သွားပြီးတော့မာစရာဝီဝင်လာပြီးတဲ့နောက်ပိုင်းမှာအသင်းဖီရင်နဲ့မှဒါရှေပါကိုရတယ်ဒါပြီးတော့ဥဆောင်ကိုရတယ်ပေါ့ဗျာလူစားဝင်စားသမားတွေမှာဆိုရင်တော့ဒါမာစရာဝီတော်တော်လေးကိုအလုပ်ဖြစ်ခဲ့တယ်လို့ကျွန်တော်တော့ထင်တယ်ဒါပြီးလို့ရှိရင်ဂိုးသမားပေါ့ဗျာဂိုးသမားတော့ဒီနေ့ပွဲမှာထူးပြောရမရှိဘူးသူ့အနေနဲ့ဒီ Crystal Palace တင်မကကန်တယ်လုံးနေအသေးအတန်ကြီးသူ့မှာပုတ်ထိုးရတာကျွန်တော်ကတော့မရှိခဲ့ဘူးဗျာအသေးအတန်ပုတ်ထိုးရတာဆိုလို့အတန်ဝါတန်ပထမပိုင်းမှာကန်တယ်လုံးဆိုလဲဒါသူရှိတက်ကြီးပဲလာတာတခြားအသေးအတန်ကြီးပုတ်ထိုးရတာမရှိဘူးဗျာဒီနေ့ကိုသမားအသေးအတန်လုံနေရတာမရှိဘူးပြင်မဲ့မဘာမှမဖမ်းခဲ့ရဘူးလို့ကျွန်တော်တို့ထင်တယ်ဆိုတော့ဒါအကောင်းဆုံးနဲ့ထိုက်တန်ဆုံးနိုင်ပွဲတစ်ပွဲလို့တော့ကျွန်တော်ကတော့ထင်တယ်ပြီးတော့အမိုရင်တို့လည်းဒီလိုနိုင်ပွဲမျိုးကလိုအပ်တယ်လို့ကျွန်တော်ထင်တယ်ဆိုတော့လက်ရှိအနေထားအရအဆင့်6ကိုယာယီတလက်နိုင်ခဲ့ပေါ့ဗျာအဆင့်6ဟုတ်သားဒါအောက်ကအသင်းတွေအောက်ကလီဗာပူးတို့ဘာတို့နိုင်သွားရင်တော့ကိုကြီးထက်အဆင့်အမှတ်သာသွားမယ်ပေါ့ဗျာအမှတ်သာရင်တော့ဒါအဆင့်ခွန်ရှစ်ပုံစံမျိုးပြန်ဆင်းပြမယ်ပေါ့ဗျာဆိုတော့နောက်လာမယ့်ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်လည်းဒါလာမယ့်တောက်ကြနေမနေ့2နာရီခွဲပေါ့ဗျာတောက်ကြနေမနေ့ဒီမှာ9နာရီဆို2နာရီခွဲဒါပြီးလို့ရှိရင်ဝူဘာဟတ်တန်နဲ့ဒါပြီးလို့ရှိရင်နောက်လာမယ့်ပွဲတွေကဗျာပြောလို့ရင်ပွဲချက်အနေထားနောက်ထပ်9ပွဲ10ပွဲလောက်ထိပွဲချက်အနေထားမရှိဘူးမန်ချက်စတာစီးတီးနဲ့နောက်ထပ်9ပွဲလောက်ကန်ပြီးမှမန်ချက်စတာစီးတီးတင်းနဲ့ကန်မှာဆိုတော့နောက်ထပ်ပွဲတွေမှာလည်းဒီလိုနိုင်ပွဲတွေနဲ့ရမှတ်တွေစုဆောင်းထားဖို့လိုအပ်တယ်မန်ချက်စတာဒါပြီးလို့ရှိရင်တော့ပွဲချက်အနေထားမှာမန်ချက်စတာစီးတီးတို့အာဆင်နယ်တို့ဒီဖူဟန်တို့စပါတို့နဲ့ဒါတိုက်ကန်မှာဗျာဒီလေးပွဲကတော်တော်လေးကိုပွဲချက်တယ်လို့ပြောလို့ရတယ်ဒါပြီးရင်တော့ဝက်ဆန်တို့အေဗာတန်တို့နဲ့ပြန်တွေ့မယ်အေဗာတန်တို့ခရစ်စတယ်ဘဲလေးနဲ့ဒီအစင်လိုက်ကိုပြန်တွေ့တာပါဟာဆိုတော့လာမယ့်ပွဲတွေမှာလည်းဒီလိုမျိုးဗျာအနိုင်လိုချင်တဲ့စိတ်ပြင်းပြမှုနဲ့ကြိုးဆဆနဲ့ကံမယ်ဆိုလို့ရှိရင်တော့နိုင်ပွဲတစ်ပွဲနိုင်ပွဲကတော့ဖော်ဆောင်နိုင်မယ်လို့ကျွန်တော်ထင်နေဆိုတော့နီးစနစ်ပိုင်းရဗျာပြောကြတယ်ရေးကြတယ်သားကြတယ်ဆိုပေမဲ့လည်းလို့ကျွန်တော်ကတော့အဓိကကစားသမားတွေပေါ်မှာပဲမူတည်ရလို့ကျွန်တော်ထင်တယ်ဗျာဘာဖြစ်လို့လဲဆိုတော့ဒါနီးစနစ်ကဒီအမိုရဲ့နီးစနစ်ကလူတိုင်းသိနေပဲဒါ3-2-1ဟိုပွဲလဲ3-2-1ဒီပွဲလဲ3-2-1ဒါပွဲတိုင်းပွဲ3-2-1အဓိကအမိုရဲ့နီးစနစ်ဒါမှားနေရဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုနိုင်ပွဲရနာမလဲဟုတ်တယ်မလားဆိုတော့အဓိကကစားသမားရဲ့ပုံမှာမူတည်ရလို့ကျွန်တော်ထင်တယ်ကစားသမားရဲ့ဒါသိရမလားဒါညီကိုလည်းကြည့်ရင်သိရဗျာပြီးခဲ့တဲ့ပွဲနဲ့ဒီနေ့ပွဲနဲ့ကစားသမားတွေရဲ့မျက်နှာကိုကြည့်ကစားသမားတွေရဲ့လိုချင်ဒီအနိုင်လိုချင်စိတ်ကိုကြည့်ကစားသမားရဲ့တကယ်ရေကုန်ရေကန်းကြိုးစားနေလားပြီးခဲ့တဲ့ပွဲနဲ့ဒီနေ့ပွဲကိုကြည့်ရင်သိတာပြီးခဲ့တဲ့ပွဲကတာမန် normal pass လေးတောင်မှမှန်အောင်မပေးနိုင်ကြဘူးဗျာဒီနေ့ပွဲဆိုလို့ချင်းဒါ Joshua Zexi တို့ Brian Mbeumo တို့Bruno Fernandes တို့ရဲ့ဒါအတွက်ဖက်လေးတွေမြင်ရတယ်ပေါ့ဗျာဆိုတော့Joshua Zexi လည်းအများကြီးကောင်းလာတယ်လို့ကျွန်တော်ထင်တယ်Joshua Zexiကယုံကြည်မှုတစ်ခုသူပြန်လဲတိဆောက်နိုင်လို့ရှင်Joshua Zexi ဘယ်လိုကစားသမားမျိုးလဲဆိုတော့ကျွန်တော်သိတယ်ဆိုတော့ Joshua Zexi လည်းဒီနေ့ပွဲမှာသူ့အနေထားနဲ့သူအကောင်းဆုံးလုပ်ပြသွားနိုင်တယ်ဒါမေဆင်မောင်းပဲဖြစ်ဆိုတော့Casemiro လည်းဒီနေ့ပွဲမှာပြသိရမလားဘောလုံးပေးတာပါညာclear လုံးဝရှင်းလင်းပေးမပေးနိုင်ပေမဲ့လည်းလို့ Casemiro လည်းဒီပွဲမှာတော့သူ့အသက်အရွယ်နဲ့သူအကောင်းဆုံးလုပ်ပြသွားနိုင်လို့ကျွန်တော်ထင်တယ်ဒါနာမည်ကြီးအနေနဲ့ဝါဒန်တို့လိုကွင်းလဲဝါဒန်တို့လိုကစားသမားမျိုးတွေကွင်းလဲမှာသူအနေနဲ့ထိန်းချုပ်ပြသွားပြီပေါ့ဗျာဆိုလာမယ့်ပွဲတွေမှာလည်းအမိုရင်နဲ့ United အနေနဲ့နိုင်ပွဲတွေဖော်ဆောင်နိုင်ဖို့လိုတယ်တပတ်မှတပွဲနှုံးလေးအေးဆေးလေးသွားနေတဲ့အနေအထားမျိုးမှာဆိုတော့
ဟိုဒီနေ့ပွဲနဲ့ပတ်သက်ပြီးညီကိုတို့ဘယ်လိုမြင်ကြလဲညီကိုတို့ရဲ့အမြင်မှာ comment မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ကျွန်တော်တို့ဒီနေ့ပွဲမှာအကောင်းဆုံးလုပ်ပြနိုင်ခဲ့တယ်လို့ထင်တယ်ဆိုတော့နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ချင်ပါတယ်အားလုံးကျေးဇူးပါတယ်တတာ